channel ချင်းတူတူ RPM ဘာလို့မတူကြတာလဲဒီနေရာမှာမေးစရာရှိလာတာကအကို channel ချင်းတူတူ view ချင်းတူတူရတာတော့ဘာလို့တယောက်နဲ့တယောက်ဝင်ငွေကွာနေကြရတာလဲဆိုတာပဲအဓိကအချက်ကတော့၃ချက်ရှိပါတယ်ပထမအချက်ကတော့ content အမျိုးအစားပါကြော်ညာရှင်တွေကသူတို့ပစ္စည်းတကယ်ရောင်းရမယ့် channel မျိုးကိုပတ်စံပို့ပေးကြပါတယ်ဥပမာဟာသဗီဒီယိုတွေသတင်းဗီဒီယိုတွေမှာကြော်ညာရတာထက်နီးပညာဗီဒီယိုတွေမှာဒါပညာပေးသင်တန်းတွေပေါ့အဲ့ဒီသင်တန်းတွေမှာကြော်ညာကတွေအများကြီးပိုမြင့်ပါတယ်ဘာလို့လဲဆိုတော့အဲ့ဒီ content တွေကိုကြည့်တဲ့သူတွေကကွန်ပျူတာတွေဖုန်းတွေ software အကောင်းစားတွေဝယ်ယူနိုင်စွမ်းရှိတဲ့သူတွေမို့လို့ကြော်ညာရှင်တွေကဈေးကြီးပေးကြော်ညာကြတာဖြစ်ပါတယ်ဒုတိယအချက်ကတော့ကြည့်ရှုသူရှိတဲ့နိုင်ငံသင်ဗီဒီယိုကိုမြန်မာနိုင်ငံတွင်းကပဲကြည့်တာနဲ့အမေရိကန်ဥရောပဒါမှမဟုတ်စင်ကာပူမလေးရှားစတဲ့နိုင်ငံရပ်ခြားကလူတွေဝင်ကြည့်တာ RPM ကောင်းကင်တဲ့မြေကြီးလို့ကြွာချပါတယ်နိုင်ငံရပ်ခြားကကြော်ညာရှင်တွေကငွေကြေးအင်အားတောင်းတဲ့အတွက်နှုံထားပုံမြင့်ပါတယ်တတိယအချက်ဗီဒီယိုကြာချိန်ဗီဒီယိုက10မိနစ်အောက်ပဲရှိရင်ဗီဒီယိုအစနဲ့အဆုံးမှာပဲကြော်ညာပြခွင့်ရလို့ RPM နည်းပါတယ်ဗီဒီယိုက10မိနစ်ကျော်ရင်တော့ဗီဒီယိုအလယ်မှာပါကြော်ညာတွေကိုစိတ်ကြညှက်ထည့်လို့ရလို့ဝင်ငွေကစချိုးတက်သွားပါတယ်